အခုလုံးမဲ့ဥစ္စာလေစာဟစ်ပရန်နဲ့တစ်မျိုးပဲဒီဥစ္စာကဒီကျွန်တော်လမ်းလျှောက်တဲ့အချိန်မှာသုံးဖို့ရအတွက်လူတွေကလမ်းတော့ရှောင်နေကြတာပဲဒါပေမဲ့ဒီကိုဂီယူမဆိုင်မိတာအဲ့တော့ဒီခြေလမ်းကိုလှမ်းတဲ့အချိန်မှာလမ်းလျှောက်တဲ့အချိန်မှာခြေလမ်းကိုလှမ်းတဲ့အချိန်မှာလေးလမ်းလေးကိုရှုမယ်လေးလမ်းလေးကိုထုံးမယ်ပထမလုံးမယ်တေချာကြည့်လိုက်နော်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီဥစ္စာကိုလေးလမ်းရှူလေးလမ်းထုတ်တဲ့ဥစ္စာကိုသုံးဘတ်တစ်လားလောက်လုပ်ပြီးလို့ရှိရင်လေးလမ်းရှူ6လမ်းထုတ်အဲ့ဒါတစ်သလုံးအတွက်ပဲဒီလုပ်ပြမယ်လေးလမ်းရှူမယ်6လမ်းထုံးမယ်ဒီဥစ္စာကိုအမြဲတမ်းလုပ်နိုင်အောင်လားကြိုးစားအကျိုးကိုပြောပြဒီလမ်းလျှောက်တဲ့အချိန်မှာအဲ့လိုအသက်ကိုရှူတာထုတ်တာကိုတွဲပြီးတော့လုပ်တဲ့ဥစ္စာကဒီအသက်ကြီးတဲ့လူတွေအတွက်အင်မတန်မှကိုအကျိုးပြုတယ်ဒီပရဏာယာမအစုံနဲ့နှလုံးကိုအားကောင်းစေတယ်သွေးကိုတန့်စေတယ်ဒီယောဂရှိတဲ့လူတွေဒီပရဏာယာမကိုကျင့်ခြင်းအပြင်တကူလုံးအားနေတာကင်းပြီးတော့လူကိုကျမ်းမာစေတယ်